attempt ဆိုတာကြိုးစားသည်ဆိုပြောကြည့်အောင် she attempts to get her goal to get her goal to get ဆိုရသည် her goal ဆိုတာသူမှာရည်မှန်းချက်ဒီမှန်းချက်ပန်းတိုင်းကိုရောက်ဖို့ကြိုးစားတယ်ပေါ့ attempt ဆိုကြိုးစား okay နောက်တစ်ခုက avoid ဆိုရှောင်သည်ပေါ့နော်I had avoided negative people avoid negative people ဆိုတာဆိုးမြင်တတ်တဲ့သူတွေပေါ့နော်ဆိုးမြင်တတ်တဲ့သူတွေ avoided had avoided present perfect tense နဲ့ပြောထားပါတယ် avoided ဆိုတာverb 2ပါ okay အဲ့ဒါဆို had verb 3 verb 2ဆိုတော့ဒီ verb 3လည်းရတယ်ပေါ့နော်အဲ့ဒါဆိုရင် present perfect tense ဖြစ်သွားတာပေါ့နော် okay balance ဆိုတာညီတာပေါ့နော်အဲ့လိုမျိုးညီတာတို့မြတ်အောင်လောက်တာပေါ့နော် he tries to balance work and study အဲ့ဒါဆိုအချိန်ညီတာကိုဆိုလိုတာဖြစ်မှာပါhe tries to balance work and study အလုံးနဲ့လေးလာတာတွေကိုလေးလာသင်တန်းပြောမယ်လက်တွေ့မှာပြောမယ်ဆိုရင်သင်တန်းတဲ့ဟာတွေကိုအလုံးချင်းနဲ့ညီယူတာပေါ့နော်he tries to balance work and study အဲ့လိုမျိုး okay believe ကတော့လူတိုင်းသိပါတယ်ယုံကြည်တာ okay I believe sorry I believe in myself okay အဲ့လိုမျိုးပေါ့နော်ငါကယုံကြည်တယ်ပေါ့နော်believe yourself အဲ့လို motivate စကားတွေပြောတဲ့ပုံစံတွေမျိုးပေါ့နော်okay bed တိဆောက်သည်ဆိုတော့ဒီသူတို့အဲ့ဒီအဆောက်ခိုင်းလိုက်တယ်တော့ they built a new house bet ကတော့ t နဲ့ဆောက်တာကတော့ verb 2ပါ past tense ပါ okay a new house အဲ့ဒီတလုံးဆောက်ခိုင်းတယ်ပေါ့they built a new house okay thank you for your watching see you next video ဒီ video ကြိုက်နေတဲ့ဆိုရင် like and share လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေဗျာအားလုံးကျေးဇူးတင်ပါတယ်